Hello အားလုံးပဲမင်္ဂလာပါရှင်အဲ့တော့အခုက summer လည်းနီးလာပြီဆိုတော့ဗောနော်အဲ့တော့ပေမေတို့အနေနဲ့ခုရဲ့တာမမီတွေကိုဒီ summer class တွေပဲဖြစ်ဒါမှမဟုတ်လို့ရှိရင်ဒီပညာရေးမှာ investment လုပ်ပြီးတော့မှclass တွေကိုတစ်ခုပြီးတစ်ခုပေါ့နော် level တစ်ခုရောက်တဲ့အထိထားချင်တဲ့ပေမေတွေအတွက်ဒီဟာလေးကိုပြပြချင်တာပဲဖြစ်ပါတယ်အဲ့တော့ teacher တို့ရဲ့ E+ education မှာဒီ English စာကို foundation ကနေစပြီးတော့မှတက်ချင်တဲ့တာမမီတွေအတွက်ဘယ်လိုမျိုး class တွေရှိတယ်လဲဆိုတာကိုပြပြပြီးတော့မှဖြစ်ပါတယ်ပထမတစ်ခုကတော့ phonics club ပေါ့နော်အဲ့တော့ဒီ phonics ကတော့ teacher တို့အသက်9နှစ်ကနေစပြီးတော့မှဒီ online class လေးကို join လုပ်ရပါတယ်အဲ့တော့ teacher တို့က average အနေနဲ့ဒီ age တွေကိုထည့်သွင်းပြီးတော့မှ design လုပ်ထားတယ်ပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့ကလေးတွေကဥပမာ grade 2တို့ grade 3တို့တော့ရောက်ပြီဒါပေမဲ့အတန်ထွက်တွေကို pronunciation မဖတ်နိုင်တာ sentence တွေကိုပေါ့နော် fluent ဖြစ်အောင်မဖတ်နိုင်ဘူးဆိုရင်တော့ဒီ phonics အတန်းကနေပြီးတော့မှစပြီးတော့ try တင်ပါတယ်အဲ့တော့ဒီကျတော့ English စာမှာဆိုလို့ရှိရင်ဒီ phonics ကfoundation level လောက်ကြာတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဥပမာပြောရမယ်ဆိုရင်ဒီကျတော့အိမ်တအိမ်ကိုစောက်တဲ့အခါမှာအိမ်ရဲ့foundation ကခိုင်ခန့်ဖို့အတွက်အရန်ကိုမှပဲအရန်ရည်ကြီးရပေါ့နော်ဒီ phonics ကလည်း teacher တို့ English ဒီဘာသာစကားတွေကိုလေ့လာတဲ့အခါမှာ foundation အနေနဲ့ပေါ့နော်ကလေးတွေအတွက် now step တစ်ခုကိုတက်ဖို့အဆင်ပြေအောင်လို့ကူညီပေးတဲ့ class လေးပဲဖြစ်ပါတယ်သူကတော့ပြန်မြအနေနဲ့10 months ကြာပါတယ်ဆိုတော့ဒီ10လလုံးမှာ teacher တို့ဘာတွေသင်ပေးမှလဲဆိုတော့ကလေးတွေက level 1မှာဆိုလို့ရှိရင် letter sound တွေကိုတစ်ခုချင်းစီသင်ယူရမှာဖြစ်ပါတယ်အဲ့တော့ teacher တို့ Jolie series ကိုရွေးထားတဲ့အတွက်ကြောင့်မလို့42 letter sound ရှိပါမယ်အဲ့ဒီ level 1သင်နေတုံးမှတင်ကလေးတွေက reader နဲ့တွဲပြီးတော့မှ sentence လေးတွေကိုဖတ်သွားရမှာပဲဖြစ်ပါတယ် level 2နဲ့ level 3ရောက်သွားပြီဆိုလို့ရှိရင်တော့ကလေးတွေက writing အရေးသားပေါ့နော် sentence writing လေးတွေလည်းပါမှာဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ထပ်ဒီ phonics ပြီးလို့ရှိရင်တခြား class တွေတက်ရောက်တဲ့အခါမှာပို့ပြီးတော့မှကလေးအတွက်အကျိုးကျေးဇူးတွေပို့ပြီးတော့မှရနိုင်ပါတယ်အဲ့တော့ foundation ကနေစတက်ချင်နေဆိုရင် phonics ကနေစပြီးတော့တက်လို့ရပါတယ်ရှင်now series တစ်ခုခါကြတော့ teacher တို့ grammar and writing ပေါ့နော်အဲ့တော့ teacher တို့ကအင်္ဂလိပ်စာမှာ 4 skill ရှိတယ် listening speaking reading writing အပြင် grammar ကလည်း teacher တို့တစ်စိတ်တစ်ဒေသအနေနဲ့မရှိမဖြစ်လိုအပ်တဲ့အပိုင်းတွေမှာပါပါတယ် grammar ကလည်းအရေးကြီးပါတယ်ဘာလို့လဲဆိုတော့ teacher တို့ကိုယ့်ရဲ့ input skill တွေပြီးပြီဆိုလို့ရှိရင် output ပြန်လုပ်တဲ့အခါမှာပေါ့နော်ဒီ grammar အရေးသားတွေကလည်းဒီ writing ရေးတဲ့အခါမှာ grammar နီးကြရေးတတ်ဖို့ကလည်းအရင်ရေးကြီးပါတယ်အဲ့တော့ grammar ကို foundation level နေပြီးတော့မှစတတ်ချင်နေဆိုရင်ကလေးကတော့ sentence တွေကိုကောင်းကောင်းဖတ်တတ်ရပါမယ် sentence မဖတ်နိုင်ရင်ကလေးအတွက်တိတ်ပြီးတော့အဆင်မပြေလောက်ဘူးပေါ့နော်အဲ့ဒါ sentence တွေဖတ်နိုင်ပြီဆိုရင်တော့ဒီ standard grammar and writing ကနေစပြီးတော့မှတက်လို့ရပါတယ်အဲ့တော့ teacher တို့ဒီ grammar က3ခုရှိတယ်ပေါ့နော် starter ရှိမယ် mover ရှိမယ် flyer ရှိပါမယ်အဲ့တော့ဒီ starter level 3ခုလုံးမှာဆိုရင် teacher တို့ကunit တွေကိုအသေးစိတ်ထည့်သွင်းပြီးတော့မှလေ့ကျင့်ပေးပါတယ်ဖတ်စာအုပ်ထဲ exercise တွေအပြင် extra exercise နေနဲ့ activity တွေကိုလည်းထပ်ထည့်ပေးပါတယ်အဲ့တော့ grammar အပြင်ဒီကျတို့သင်လိုက်တဲ့ grammar တွေကိုကလေးတွေရဲ့ apply အဆင့်ထိရအောင်လို့ပြန်ပြီးတော့မှ writing မှာပြန်ပြီးတော့မှအသုံးချနိုင်ဖို့အတွက်အဲ့ဒီအထိရအောင်သင်ကြားပေးပါတယ် assessment တွေရှိပါတယ် mini test တွေဖြေရတာမျိုးရှိပါတယ်စသင်တာကျဲမဟုတ်ဘဲနဲ့ပုံမှန် assessment တွေလုပ်ရမှာလည်းရှိပါတယ်နောက်တစ်ခုကတော့ကျွန်တော် YLE exam လို့တော်တော်များများသိထားတဲ့ starter mover flyers ပဲဖြစ်ပါတယ်ဒီမှာကတော့ကျွန်တော်အဓိက focus အနေနဲ့ 4 scale လုံးကို cover up ဖြစ်အောင်လို့သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ 4 scale အတန်းမှာဆိုရင် starter ရှိမယ် mover ရှိမယ် flyer ရှိပါမယ်ဒါက YLE အတွက်ပါနောက်တစ်ဆင့်အနေနဲ့ကတော့ဒီကျတော့ KET တန်းကိုထပ်ပြီးတော့မှတိုးချဲဖွင့်ထားပါတယ် KET ပေါ့နော်တက်ချင်တဲ့ကလေးတွေလည်းဒီကျတော့ starter level ကနေစပြီးတော့မှစ join ပြီးတော့တက်လို့ရပါတယ်အဲ့တော့တော်တော်များများကပေါ့နော် level ဆိုရင်မြင်မြန်ရောက်ချင်ကြတယ်အဲ့တော့ level မြင်မြန်ရောက်ဖို့အတွက် foundation ကနေပြီးတော့မှကောင်းလေးအခြေခံခိုင်အောင်လို့အရင်ဆုံး try ကြည့်ပေါ့နော်အခြေခံတွေရပြီးသားဆိုလို့ရှိရင်တော့ကိုလို added skill တွေကိုတစ်ခုချင်းစီဖြည့်ပြီးတော့မှတက်ရောက်လို့ရပါတယ်အဲ့တော့ပေမေတို့ကနေရာဒီအတွက်ပဲဖြစ်တာမို့လို့ရှိရင်ဒီ English စာ language တစ်ခုလုံးအတွက် long term အတွက် investments လုပ်ချင်နေဆိုလို့ရှိရင်ငယ်ကလေးကနေပေါ့နော်ကိုရဲ့တာမမီတွေရဲ့အင်္ဂလိပ်စာကိုပို့ကအောင်လေ့ကျင့်ပေးထားလို့ရပါတယ်အဲ့တော့ဒီကျတို့ဒီအင်္ဂလိပ်စာ class တွေမှာဆိုလို့ရှိရင်ဘာကြောင့်ပေါ့နော်ဒီစဉ်ဆက်မပြတ်သင်ကြားရေးအရေးကြီးတယ်လေဆိုတော့ဥပမာအတန်းကြီးတွေရောက်သွားမှ
ပြုံးဆိုင်ကြီးပေါ့နော်တွားပြီးတော့မှထားတာတဲ့ငငယ်ကလေးကနေပြီးတော့မှ step by step လေးပေါ့နော်ပုံမှန် flow လေးနဲ့လေ့ကျင့်ပြီးသွားရဆိုလို့ရှိရင်ကလေးတွေကအတန်းကြီးရောက်တဲ့အခု level တစ်ခုရောက်တဲ့အခါမှာသူတို့တွေအတွက်ပို့ပြီးတော့မှလွယ်ကူသွားမှာပဲဖြစ်ပါတယ်အဲ့တော့အတန်းတွေစိတ်ဝင်စားရဆိုလို့ရှိရင်เนาะ teacher ရဲ့ TikTok မှာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင် Facebook page Messenger Telegram ကနေတဆင့်လာရောက်ဆက်သွယ်ဆောင်စမ်းနိုင်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်